Hello မင်္ဂလာပါဒီနေ့အကြောင်းအရာလေးတစ်ခု share လုပ်ပေးမယ်ပေါ့ပါလဲဆိုရင်အရင်တော့ညီကိုနှစ်ယောက်ရှိရယ်ညီကိုနှစ်ယောက်ကဘာလုပ်လဲဆိုရင်သူကတိမ်ဝင်တိမ်ထွက်လိုက်လံတောင်းစားတာပေါ့သူကမိဘလည်းမရှိတော့ဘူးသူတို့ညီကိုနှစ်ယောက်တည်းပဲပေါ့လမ်းမှာပဲစားတာပေါ့အဲ့ဒီချိန်မှာတစ်ချိန်မှာကျတော့ဘယ်လိုဖြစ်လဲဆိုတော့သူတို့အဲ့မကြတော့တောင်းနေတဲ့အင်အားမာကြီးအင်အားဘာစိတ်မကြည်ဖြစ်လဲမသိအဲ့ဒီကျသူတို့ညီကိုနှစ်ယောက်ပြောဆိုလိုက်တယ်သူတို့ညီကိုနှစ်ယောက်ကလည်းဘာချွင်းချက်ပါလာလဲဆိုမွေးရပါပေါ့မွေးရပါလေတိတ်ချီရတိတ်မတန်နဲ့တွန်းနဲ့မွေးရပါလားအဲ့ဒါပါလာတာပေါ့ညီကိုနှစ်ယောက်လုံးအဲ့မှာရပြောလိုက်တယ်တဲ့မင်းတို့ကခဏဒီလိုပဲလာတောင်းနေတာဒီခြေထောက်လေးမကောင်းတာကိုမလုံနိုင်တာလည်းမဟုတ်လုတ်ကန်စားတော့လည်းရတယ်ဆိုပိုးစုပ်ပတ်ဆက်ပြောလိုက်တယ်ပိုးစုပ်ပတ်ဆက်ပြောတယ်တော့အဲ့ညီကိုနှစ်ယောက်ကခါတိုင်းဆိုပြောနေကြစကားတွေခါတိုင်းဆိုမပြီးနိုင်ဘူးတို့ဘာဘူးတို့ပြောလို့ရှိရင်ဘာမှစိတ်မဆိုးသူဘယ်လုံးမှမနေဘူးတဲ့အဲ့သူတို့မွေးရပါလာတဲ့အားနည်းချက်ကိုပြောတော့ညီကိုနှစ်ယောက်လုံးကဘာဖြစ်သွားလဲဆိုတော့မခံရင်စိတ်တွေထားဖြစ်သွားတယ်ခါလေးလှည့်ပြန်လာညီကိုနှစ်ယောက်တိုင်နေမှာကဲကိုကြီးညီကြီးငါတို့ပတ်စံရှာမှာကွာချမ်းသာအောင်လုပ်မယ်ကွာချမ်းသာလုပ်ပြီးဒီတော်ယူကိုပြန်လာပြီးချမ်းသာတဲ့နေ့ကျရင်ဒီတော်ယူကိုတို့အကြောင်းကောင်းသိစေရမယ်ဆိုပြီးမှကျင်းမောင်းအဲ့လိုစိတ်ထဲမှာကျင်းမောင်းထားတာပေါ့ကျင်းမောင်းထားပြီးတော့ဟုတ်တယ်ညီဟုတ်တယ်ကိုကြီးတို့အားချမ်းသာမလို့လုပ်ကြမယ်ဆိုပြီးမှအဲ့ဒီသူနေတဲ့ရွာလေးကနေမလန့်မကန်းရှိတဲ့မြို့လေးတစ်မြို့တို့ညီကိုနှစ်ယောက်လမ်းလျှောက်ပြီးသွားကြပြီးအဲ့မှာအလုပ်လိုက်ရှာတာပေါ့ဟိုနေရာမေးဒီနေရာမေးနဲ့လိုက်ရှာတော့တနေရာမှာအလုပ်ရသွားတော့သူတို့ကတခါမှဒီတော့လုပ်ဘူးတာမဟုတ်တာလုပ်ဒီလည်းမလုပ်ကြမ်းလည်းမလုပ်ဘူးအလုပ်တွေလုပ်ပင်မတဲ့ခါကျတော့ဘယ်လိုဖြစ်လဲဆိုစိတ်တက်တည်ကြလောလည်းပင်မနာကိုရငါတို့အရင်လိုပဲပြန်နေရအကောင်းဆုံးပါပဲကွာလို့ပြောတယ်အဲ့ကိုဖြစ်တော့ပြောတယ်ဟေ့အောင်ငါတို့ဒီလာတာဘာကြောင့်လာလဲဟိုမိမကြီးငါတို့ဘယ်လိုပြောဆိုထားလဲအဲ့မှာနေကိုနေအညီဖြစ်တော့အေးဟုတ်တယ်ဒီမိမကြီးကိုငါတို့ပြန်နှိပ်ကိုရမှာငါတို့ကျင်းတတ်မယ်ပင်မလို့တေသွားမလားတေသွားပါစေကွာလုံမယ်ဒီလိုနဲ့လုံကြတာပေါ့နောက်ဆုံးလူကြီးတို့ရင်ပြောရင်တော့ဒီလိုလုံနဲ့သူပတ်စံတွေစုဆောင်းမိလာတဲ့အခါကျတော့နည်းနည်းပတ်စံတွေစုဆောင်းမိလာတော့နောက်ဆုံးကိုယ်ပိုင်လုပ်ငန်းလေးတွေလုပ်ကိုယ်ပိုင်လုပ်ငန်းနဲ့တော်တန်ချမ်းသာတယ်ကြီးသွားတကယ်နောက်ဆုံးနည်းနည်းချုပ်ပြောရင်ကြီးသွားတယ်ပေါ့ချမ်းသာသွားတယ်အဲ့နေမှာသူတို့ကလည်းညီကိုနှစ်ယောက်လူအိမ်တော်ရတာကြမဲ့ရွယ်လဲရရောသူ့အိမ်တော်နဲ့သူကိုယ်အိမ်တော်နဲ့ကိုဖြစ်လာတဲ့ခါကျတော့ဖြစ်လာပြီးတော့ကဲညီကိုနှစ်ယောက်လုပ်ငန်းခွဲတာပေါ့သူ့လုပ်ငန်းကိုလုပ်ငန်းခွဲပြီးတော့ငါတော့အရင်တော့နေခဲ့တဲ့ရွာကိုပြန်မယ်ကွာပြန်ပြီးအဲ့မှာအခြေချပြီးငါပြန်လုပ်မယ်ဒီမှာလည်းဒီလုပ်တွေထားခဲ့မယ်ဆိုပြီးမှအေးငါလည်းမင်းလိုပဲဆိုပြီးမှရွာကိုပြန်သွားတယ်ရွာမှာသူအရင်နေခဲ့တဲ့ရွာလေးကိုပြန်သွားပြီးတော့အဲ့ရွာမှာသူတို့လုပ်ငန်းတွေတိုးချဲ့ပြီးတော့လုပ်တာပေါ့လုပ်တဲ့ခါကျတော့အဲ့မှာညီဖြစ်သူကအဲ့မှာသူကအလုပ်ထဲမှာပဲအာယုံနှိပ်ပြီးလုပ်တော့တရက်မှာတော့သူကစဉ်းစားမိသွားသူအလုပ်တွေဒီခေတ်လို့ဆိုရုံးခန်းမှာပေါ့သူရုံးခန်းမှာသူစဉ်းစားမိဟာငါဒီလိုချမ်းသာလာငါချမ်းသာလာပြီပဲအရင်တော့ဟိုလိုပေါ့ဟိုမိန်းမကြီးငါတို့ကိုပြောဆိုထားတာပြောဆိုနှိပ်ကွပ်ထားတာအဲ့မိန်းမကြီးငါသွားမယ်ဆိုပြီးတော့ညီဖြစ်သူကသူ့ရဲ့တပန်းကြီးခေါ်ပြီးတော့သွားပြီးတော့သူတို့ကလည်းအရွယ်ရောက်လာပြီအိမ်တော်သားကြီးပဲကြာသွားပြီတော့အရင်တော့လို့မာကြီးမှုတော့ပေါ့ခေလို့ပြောမှဆိုရင်အဲ့မှာအိမ်ရောက်တော့အဲ့
အဲ့အရင်တော့မာကြီးဆိုတဲ့အိမ်သူပြောဆိုခဲ့တဲ့အန်တီအိမ်ရောက်တော့ဒီမှာအဲ့ခေတ်ကတော့အတော်ကြီးခေါ်တာပေါ့ဒီမှာအတော်ကြီးမောင်ရင်တော့ဘသူလဲဟိုးလွန်ခဲ့တဲ့နှစ်ဘလောက်ကတော့ကျွန်တော်တို့ညီကိုနှစ်ယောက်ကိုပြောဆိုခဲ့တာမမေ့ဘူးလားအော်သူတို့စဉ်းစားရင်အော်ဟုတ်သားပဲမင်းတို့ညီကိုနှစ်ယောက်ပျောက်ချက်ကောင်းလိုက်တာတော်တော်ပျောက်သွားတာပဲဘယ်ရောက်ခုဘယ်ရနေပြန်လာအေးအခုကျွန်တော်တို့ချမ်းသာတဲ့တထေးကြီးဖြစ်နေပြီဒီမဲ့တော်ကြီးခမည်းအိမ်ကိုဖယ်ရှားပြီးတော့ကျုပ်ကုမ္ပဏီတွေစောက်ပလိုက်လို့ရတယ်သိလားတော်ကြီးကကြောက်လန့်တုန်လှုပ်ကြောက်သွားတာပေါ့ပတ်စံရှိရလို့ဆိုတော့ပတ်စံရှိရအာနာပါဝါအာနာတွေလည်းရပြီလေပတ်စံရှိရလို့ဆိုတော့အားနဲ့တော်ကြီးကကြောက်သွားအေးပါကွယ်ငါတူရဲ့တော်ကြီးအရင်တော့ပြောခဲ့ဆိုခဲ့တာတွေတောင်းမှတ်ပါတယ်ကွယ်တော်ကြီးကကျူတာပြောတယ်ပေါ့ကြောက်နေတယ်တဲ့တော်ကြီးကတုံးကြီးနဲ့ပေါ့သူအိမ်ကိုသူကတကယ်ချမ်းသာတဲ့တထေးကြီးဖြစ်နေတော့တော့နေဟိုပိုင်ရဆိုင်ရာတွေနဲ့ခေါ်ပြီးတော့သူ့အိမ်ကိုဖယ်ရှားပြီးသူပြောသလိုကုမ္ပဏီဆောက်လိုက်တော့ငါနေရနေရပုံပြောက်ပြီပေါ့တော်ကြီးအဲ့လိုတွေးကြောက်နေတယ်အားနဲ့အညီကသူညီကပြောဆိုပြီးတော့အားရပါရပြောဆိုချင်းချုပ်ပြန်သွားတယ်တဲ့ပြန်သွားတဲ့ခါကျတော့အကူဖြစ်သူကလည်းဒီနေ့မှာအဲ့လိုပဲတော့ကြတော့ဟာငါတစ်ချိန်ငါအခုချမ်းသာရင်ပဲငါတို့ကိုပြောခဲ့တဲ့အဆိုခဲ့တဲ့အတော်ကြီးအော်ဟုတ်သားပဲအဲ့တော်ကြီးစီတွားအောင်ပါပဲသူလည်းတပည့်တပန်းနေနဲ့တွားတဲ့ခါကျတော့ဟိုငယ်ကောင်လိုပဲမင်းကဘယ်သူတုံးကွယ်လို့တော့မင်းအေးအဲ့လိုပဲတစ်ချိန်လုံးကကျွန်တော်ညီကိုနှစ်ယောက်ကိုပြောခဲ့တယ်မှတ်မိသေးလားအေးမှတ်မိပါတော်ကြီးကကြောက်နေတယ်တဲ့တုံနေတယ်တဲ့သူညီလိုပဲငါ့ကိုအိမ်ကြီးအကုန်လုံးဖယ်ရှားပြီးကုမ္ပဏီဆောင်းတော့ငါတို့နေစရာပုံရောက်ပြီးကြောက်နေတယ်အဲ့ဒါကျွန်တော်တို့အိမ်ထဲကိုမခေါ်တော့ဘူးလားအိမ်ထဲကိုမခေါ်တော့ဘူးလားအေးလာပါကွယ်ကြွပါကွယ်လူချင်းမင်းတို့ကဝင်ပါကွယ်ဆိုအိမ်ထဲမှာထိုင်မှာလူချင်းမင်းတို့ထိုင်ပြီးတော်ကြီးကကြည့်ရတာကြောက်နေဆိုတုံနေလို့ဖြစ်နေတယ်ပြောမှဆိုရင်တော့တုံရင်နဲ့ပေါ့ကြောက်နေဆိုလို့ဖြစ်နေတယ်ဒီဘုံကတူရဲ့တော်ကြီးကအမှားလုပ်ခဲ့တဲ့သူတယောက်ကိုမင်းတို့ပြောဆိုခဲ့တဲ့သူတယောက်အဲကြောင့်မို့အခုချိန်မှာတော့တော်ကြီးကတက်လက်ကြီးလာပါပြီကွယ်ဘာလို့ကြောက်နေရလဲတော်ကြီးဘာကြောင့်ကြောက်နေရလဲမကြောက်ပါနဲ့လို့ပြောတယ်အဲ့မှာတော်ကြီးကမျက်လုံးနဲ့စုံနဲ့ဝင်းသွားတယ်သူပြောတဲ့စကားကြောင့်သူပြောတဲ့စကားတစ်မျိုးပဲပေါ့အဲ့ဒီချိန်မှာသူရဲ့တပည့်တပန်းပါလာတဲ့တပည့်တပန်းတွေကနေအဲ့မှာခုကလေးစလုံးငွေပေါ့ငါတို့ပဲငွေမောက်ယူခဲ့ငါယူခိုင်းတဲ့ငွေပမာတယ်ယူလာခဲ့ဆိုတော့တော်ကြီးကိုအဲ့ငွေတွေနဲ့ထိုင်ပြီးတော့ကြော့တယ်တဲ့ကိုကလူကြီးမင်းကိုကြည့်နေလို့ဆိုရင်တော့အဲ့ချိန်မှာဆိုရင်အငယ်ကောင်လို့ပြောမယ်လို့ထင်တဲ့သူရှိသလားငါ့ကိုတစ်ချိန်တော့ပူစပစံနေနားခဲ့တာအညိုးတင်းနေထားခဲ့မယ်ပေါ့ငယ်ကောင်လို့အဲ့လိုလူတွေရှိခဲ့သလားပါခဲ့မလားပေါ့အဲ့ချိန်မှာ तू ကဒေါ်ကြီးကမျက်လုံးကြီးမျက်စံမျိုးနဲ့ကြောင်ကြီးကြည့်နေတယ်ပေါ့အဲ့ तू ကဘာဖြစ်လို့ဒီငွေနဲ့တော့ကြော့တာလဲဘာလို့ကြော့မှာလဲဆိုဒီမဲ့တော်ကြီးရဲ့ကိုကရှင်းပြတယ်ဒီမဲ့တော်ကြီးအတော်ကြီးကျွန်တော်တို့လွန်ခဲ့တဲ့နှစ်ဘလောက်လုံးကပြောဆိုခဲ့တဲ့စကားတော့တော်ကြီးမှတ်မိတယ်မလားအေးလေမှတ်မိတယ်အဲ့ဒီစကားတခွင်းကြောင့်ကျွန်တော်တို့ကမခံရင်စိတ်တွေဖြစ်ပြီးတော့ကြိုးစားလှုပ်လိုက်တာအခုဆိုရင်ချမ်းသာတဲ့တထေးတွေဖြစ်နေပြီအဲ့ဒါဘသူကြောင့်လဲအတော်ကြီးကြောင့်အဲ့ကြောင့်အတော်ကြီးကိုကျွန်တော်ကျေးဇူးတင်လို့ဒါဒီငွေနဲ့ကျွန်တော်ကြောတာလို့ပြောတဲ့ခါကျတော့အတော်ကြီးက
ကိုကြီးကအဲ့ကျမှသူအရင်ကြောက်နေတဲ့ဟာလေစိတ်နှလုံးချဒုံလုံးချသွားတယ်။အော်ဒီအကူဖြစ်သူကကျတော့တစ်မျိုးပဲသူ့အယူဆကျတော့တစ်မျိုးပဲအဲ့ကျမို့ဒါလေးနဲ့လက်ခံပြီးတော့ကြော့တယ်တဲ့ကြော့ပြန်သွားတယ်တဲ့အဲ့ဒီမှာလူခုကြည့်နေတဲ့သူတွေမလူချင်းမင်းတို့လည်းဘယ်လိုမြင်လဲညီကိုဘက်ကမြင်မလားကိုဘက်ကဟိုညီဘက်ကမြင်မလားကိုဘက်ကမြင်မလားဘယ်လိုမြင်သုံးသပ်မလဲချက်လောက်ကိုမမရေးကြည့်ကြပါဦးဒါတော့စာအုပ်ထဲကပါတာမဟုတ်ပါဘူးစာအုပ်ထဲကနေစာအုပ်ဖတ်ပြီးတော့စာအုပ်ထဲကနေရလာတဲ့ message လေးပေါ့ဆိုလိုနေတာကတော့တချို့တော့ပတ်ဝန်းကျင်တွေပြောဆိုတာကိုယ့်အတွက်ဘယ်လိုပြောမလဲတချို့ပတ်ဝန်းကျင်တွေပြောတယ်ဆိုတဲ့နေနေဆိုတဲ့စကားတွေကကိုယ့်အတွက်ဟိုချမ်းသာမဲ့အခွင့်ချမ်းဟိုကိုယ့်ရဲ့တိုးတက်ကြောင်လမ်းကိုတွန်းပို့တယ်လို့မြင်တာပေါ့နော်ဒီလိုအဓိပ္ပာယ်တွေမသိရတာပေါ့တချို့တော့တွေကကိုဘွားတဲ့အဲ့ကြောင့်မို့တကယ်တထေးကြီးတွေကကျွန်တော်တို့ပုံမှန်လူတွေရတာဒုက္ခနဲ့ကြုံတိတ်ကြောက်တာဒုက္ခလို့တုံးညာဒုက္ခလို့မြင်တာတကယ်ချမ်းသာတဲ့တထေးကြီးတဲ့ဒုက္ခလို့မြင်တာမဟုတ်ပါဘူးသူကအဲ့ဒါတွေအခွင့်အရေးလို့မြင်တာဒါတော့စာအုပ်ဖတ်ပြီးတော့စာအုပ်ထဲကရတဲ့ message လေးပါကျေးဇူးတင်ပါတယ်ဒါတော့ပါပဲတခုခုရကြမယ်လို့တော့ထင်ပါတယ်